Sekali bio bila on lo siau la roda ada wasu labi. Lah. Oi, leng balik jarang ada be. Chama ba si chana ba si no, pinya da ji de phit ba si ngada be le de. Yi ne chu bin sia si la khai no abong long. Chu bi wa bi oh, ho bi a so tin ngan ni ti cha ko le. Da ba yo tu. Oh, huba ma bagan ta cha to yong sia ta. Yo ma ha bi ye. ဒါမနှစ်ကပေးထားတဲ့အင်ဂျီတွေပဲခုမှအဲ့ဒါကျုံးဖွင့်ဟိုဘာတော့မနေ့ပြန်ပွဲဆိုရင်တစ်တိလေးတွေဝိုးလာကြနော်ကြားလား ကြားရရှိရောပါရှိတဲ့ဘာတော့ကြားဆန် ဒါပဲထဲဒီထဲရလား ဟုတ်ပါရှိမတော့ထပ်နိုင် ဟုတ်ဆရာမုံဖိုးပြန်ပေးတယ်နော် ဟုတ်ပါရှိ ရောဟုတ်ပြီဆရာလည်းစုတိုက်မပေးတာဘယ်လိုပြောအကီးရဟလားဟုတ်ပြီဟမ်သူတို့ကဒီတာဟင်းနေထဲပြီးထဲလာတာနေမှာဒါဘာတွေလဲဆိုတာဖြည့်ကြည့်အောင်မြတ်တစ်ချက်လောက်ဘာတွေလဲဆိုဒါထမင်းဒါနွေးတော့နွေးသေးဘာလဲမသိဒါလည်းထမင်းပဲထမင်းလေးဒါနှစ်ကဲဟင်းနေရောထမင်းနေရောဒီမနေ့ကဟင်းမချက်တာနဲ့ကွက်တိဖြစ်သွားလူထိုင်ဒီလူထိုင်ဟုတ်ပြီအဲ့လိုထိုင်နော်မပါစေချမ်းသာပါစေမိဘအားကိုးရတဲ့တလိမ္မာလေးတွေဖြစ်ကြပါစေပညာတတ်ကြီးတွေဖြစ်ကြပါစေဗျာကဲဥချကရုတာတို့ချမင်းလည်းငါ့ချငါလည်းမင်းကိုချမယ်ဟုတ်ပြီတာတူဟုတ်ပြီအဲ့လိုချရတယ်နော်ကဲသူတို့ကဒီတာဟင်းနေထဲပြီးထဲလာတာနေမှာဒါဘာတွေလဲဆိုတာဖြည့်ကြည့်အောင်မြတ်တစ်ချက်လောက်ဘာတွေလဲဆိုဒါထမင်းဒါနွေးတော့နွေးသေးဘာလဲမသိဒါလည်းထမင်းပဲထမင်းလေးဒါနှစ်ကဲဟင်းနေရောထမင်းနေရောဒီမနေ့ကဟင်းမချက်တာနဲ့ကွက်တိဖြစ်သွားအားလုံးပဲမင်္ဂလာပါခင်ဗျာဝါဆိုလက်ပြည့်ညက်မှာကျွန်တော်ဒီဘုန်းကြီးကျောင်းပါပါဒီဘက်ကအဖွားတွေကြတော့လေအရင်တော့ကျွန်တော်တို့ကငယ်ငယ်တုန်းကလိုမျိုးပဲဘုန်းကြီးကျောင်းမှာတီလာယူပြီးတော့ဒီဘုန်းကြီးကျောင်းမှာပဲညဘက်တွေဆိုရင်တညလုံးတရားတွေထိုင်တယ်ဘုရားရှိခိုးတယ်ပြီးကျရင်စကားတွေဝိန်းပွဲပြောကြတာပေါ့နော်အရင်တော့ကကျွန်တော်ငယ်တုန်းကကျွန်တော်တို့အမေကြီးတွေပေါ့နော်ဒီတွေကကျောင်းအိုက်ပြီးကျောင်းတက်သွားပြီးဥပုသ်ဆောင်သွားပြီးဆိုရင်ညအိုက်သွားကြတာအခုကျတော့ကျွန်တော်တို့ဘက်မှာမရှိတော့ဘူးဒီဘက်မှာကျတော့အဲ့ဒါတွေရှိပါသေးတယ်ခင်ဗျာကျွန်တော်လည်းတခုခုလှူချင်နေတာပေါ့နော်သူတို့စားစရာတခုခုကျွေးချင်နေတာဆိုတော့တေချာလေးလိတ်ကြီးလိုက်တော့အ
အလူရှင်လေးတွေထည့်ပေးလာတဲ့ချိုချင်းသီးထုတ်လေးတွေကအများကြီးဖြစ်နေပါတယ်ခင်ဗျာအဲ့ဒါနဲ့အလူရှင်လေးတွေလည်းကုသိုလ်တစ်ခုပြန်ပြီးရသွားအောင်ဆိုပြီးတော့ကျွန်တော်ချိုချင်းလေးတွေကိုတရော့3လုံးစီဝေပေးလို့ရလားနှစ်ထုပ်ကြံနေတာပေါ့နော်ချိုချင်းတော့နှစ်ထုပ်ပို့နေတော့တရော့3လုံးစီဆင်ပြေလားဆိုပြီးဥယျာဉ်ဘယ်လောက်ရှိလဲလို့မေးလိုက်တော့110ကျော်ရှိပါတယ်ခင်ဗျာ110နဲ့6ရောက်ရှိပါတယ်ခင်ဗျာအဲ့ဒါနဲ့တရော့3လုံးလိုက်ဝေပေးတာပေါ့ပထမရောက်စားဆိုတော့သူတို့ကလည်းလာပြီးတော့ဘာတွေပြောမှမသိဘူးအဲ့ဒါလာပြောပြတာပေါ့အရင်ဆုံးဒီထဲကိုထည့်ရမှာပေါ့အခုကျွန်တော်ထည့်လိုက်တဲ့အဲ့တောင်းထဲကိုထည့်ရမှာအရင်ဆုံးအဲ့ထည့်ပြီးမှဒီဘက်ကကြီးတဲ့ဘက်ကနေဖြည်းဖြည်းချင်းဝေပေးရမယ်လို့ပြောတာပေါ့နော်စကားပြန်2ယောက်ကသူတို့ကတီးရတဲ့နဲ့ပြန်ပြီးတော့ဗမာလိုမပြန်တာပဲဖြစ်နေတော့တိမ်ပတ်နေရတာပေါ့ဥပုပ်တဲ့အဖိုးဖွားတွေကြတော့ဥပုပ်တဲ့ဥပုပ်ဆောင်2ဆောင်ရှိတာပေါ့နော်ဒီဘက်ကတော့ main ကလေးဆောင်ဖြစ်ပြီးတော့ဟိုဘက်မှာယောက်ျားလေးဆောင်ဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့ main ကလေးဆောင်ကိုပဲဥပေးနေတာပေါ့နော်ယောက်ျားလေးဆောင်ဖို့ကြတော့ချွချင်းသီးတွေမစေးလို့ပါခင်ဗျစေးတော့စေးပါတယ်တယောက်တစ်လုံးလောက်ပဲကြံတော့တာဆိုတော့တယောက်တစ်လုံးဆိုတော့တွားပြီးတော့မလူတော့ဘူးပေါ့နော်ဒီဘက်ကအဖွားတွေဆောင်မှာပဲလှူလိုက်တာပါခင်ဗျအခုလိုလှူဒန်းရချင်းကလည်းကျွန်တော်တယောက်တည်းမဟုတ်တဲ့အတွက်အားလုံးအလူရှင်အားလုံးကိုလည်းကျွန်တော်အကုန်လုံးဆူတောင်းပေးတာပေါ့နော်အခုပြောနေတာတော့IUရဲ့အဖွားပဲဖြစ်ပါတယ်ခင်ဗျာဘာမှမလှူခင်ကတော့စဉ်းစားမိတာပေါ့နော်ချွချင်းလေးနဲ့ဘယ်လိုပြီးလှူရမလဲလို့အားလဲနာတာပေါ့အဲ့ဒါနဲ့ချွချင်းမလှူရတဲ့ဆိုင်တော့ဒါအလှူလေးဖြစ်ပါတယ်ဆိုပြီးတော့လှူလိုက်တာပါခင်ဗျာအခုလိုလေးလှူရတော့လေတအားယူပီတိဖြစ်မိပါတယ်ခင်ဗျာသူတို့တွေလည်းတအားဝမ်းသာတာပေါ့နော်အဲ့လိုလေးတွေတခါမှရွာကကလေးတွေလည်းအဲ့လိုတွေမလှူကြဘူးတဲ့ပြောပါတယ်ဆရာကိုတာတုပူဇော်ပါတယ်ပေါ့ခုနကပြောတဲ့မျိုးပူဇော်ပါတယ်တို့လေးလည်းလာပြောတယ်တာတုတွေလည်းအဲ့လိုလေးလာပြောကြတာပေါ့နော်ကြတော့ချူချင်းရော့လုံးစိတ်ဝေပြီးတော့ပြန်ပြီးထွက်တော့မထွက်သေးပါဘူးလေကားပေါ့တကားပေါ့နော်ရော့နေပေါ့နော်အဲ့ဒါနဲ့အဖွားတွေကဟိုဘက်မှာဥသွားချနော်စူပေးမယ်ဆိုပြီးလာပြောတာတဲ့ကိုရီးယားလည်းနားမလဲတော့လက်အုပ်တွေပါခြီပြရတယ်ကိုပြောစကားနားမလဲသူပြောစကားနားမလဲနဲ့ဘာသာပြန်တွေကလည်းအားကိုးလို့မရဘူးလာပြောတာဆိုသူတို့တွေကIUတို့ကြီးပြီးတော့စကားပြန်ခိုင်းနေတယ်လေဟိုကောင်တွေကလည်းပါဇက်ဖျားမှနေမေးနေကြတာကလေးတွေကစကားနားလဲတယ်ဆိုပေမဲ့အဲ့လိုအများကြီးနားမလဲသေးဘူးပေါ့နော်သူတို့ကနားတော့နားထောင်တတ်တယ်ဒါပေမဲ့ဟိုပြန်ဖို့ရမြန်မာပြန်ဖို့ရကိုသူတို့ကပြန်ပြီးနည်းနည်းခက်နေတာပေါ့အဲ့လိုပုံစံမျိုးဖြစ်နေတာပါခင်ဗျာပြီးကြတော့အားလုံးဒီကျွန်တော်ကြောတဲ့အဖွား2ယောက်ကသူတို့ကအကြီးဆုံးဖြစ်မှာပါခင်ဗျာသူတို့ကနေစာပြီးဝေခဲနေစူပေးတော့ဥချတော့လေသူတို့စီမှာသွားပြီးတော့ဥချခဲနေတာပေါ့နော်ကျန်တဲ့အဖွားတွေကကြောတာအဖွား2ယောက်နားမှာကြောတာပေါ့နော်အဖွားတွေအားလုံးစူပေးကြပါတယ်ခင်ဗျာအရန်လဲပီတိဖြစ်မိပါတယ်ခင်ဗျာနောက်ဆုံးအကီယန်ဆိုတာကကျမ်းမာကြပါစေချမ်းသာကြပါစေလို့ပြောထားတာပါခင်ဗျာအားလုံးနားထောင်ပေးကြပါဦးနော်အကီယန်ဆိုတာရေးကိုအရန်လေးသဘောကျပါတယ်ခင်ဗျာတရားစီခိုးပြီးတာဖြစ်ဖြစ်တခုပြီးတာဖြစ်ဖြစ်သူတို့နောက်ဆုံးမှာစူပေးတာပေါ့နော်